တိုက်တွင်ဂရိတာဝန်များထားခဲ့သူများကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုင်းအကြောင်းသိလို့သူတွေမမြတ်တဲ့အကြောင်းတရားတွေကိုသိဖို့အတွက်ကျွန်တော်ဆိုင်းကုန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဘယ်ချက်တွေပြုလုပ်တဲ့အခါတိုက်ကနှောက်လဲအပိုင်းသုံးအနေနဲ့ဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအခြားအပိုင်းများကိုကျွန်တော်အကောင့်တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာတိုက်ကဒီအချက်တွေပြုလုပ်တဲ့အခါနောက်နဲ့မိမိပြုလုပ်ရမယ်တာဝန်ဝတ္တရားများဂတိခံခဲ့သောဂတိတစ္ဆာစကားများပြုလုပ်ရမယ့်အချိန်တွင်မေးလျော်သောအခါတိုက်ကနှောင်ကြတယ်ဒီအချက်ကတိုက်ဆက်ကြီးသူများအထူးသဖြင့်ဂတိတစ္ဆာကျိန်စာများနဲ့လာခဲ့သူများဖြစ်ပေါ်တတ်ကြတယ်မိမိပြုလုပ်ရမယ်တာဝန်ဂတိတွေကများပြားကြလို့ကျွန်ုပ်လည်းအလုံးစုံမသိရှိနိုင်ပါခင်ဗျာဆရာသမားများနဲ့စစ်ဆေးခြင်းပြုလုပ်ခြင်းဖြင့်သိရှိနိုင်တယ်။ဒါပေမဲ့ဒီနည်းကလွယ်ကူပေမဲ့အလျင်များအတူရောင်များနဲ့တွေ့နိုင်လို့အန္တရာယ်ရှိတယ်။အားလုံးနားလေသိရှိနိုင်အောင်ကျွန်တော်ရေပူရသဘောလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မိမိကတိုင်မှာဂရိသစ္စာကျိန်စာများရှိခဲ့သူများကအောက်ပါချက်များကိုကြည်ချင်းဖြင့်သိရှိနိုင်တယ်။မိမိဟာတိုက်ဆက်ရှိသူဟုဝင်ပူး၍ပြောခြင်းစစ်ဆေးခြင်းဖြစ်တော်၎င်းမိမိကိုယ်ကိုလက်ခံထားသူဖြစ်ရပါမယ်။အချိန်တစ်ခုခုရောက်ရင်မိမိနားတွင်တဝူဝူမှစကားပြောဆိုခြင်းများကြားရခြင်းမိမိကိုယ်တိုင်ဝင်ပူးဝင်စည်းခြင်းခံရခြင်းမိမိဘဝဟာဘာတွေပဲလုံးလုံးတစ်ခုခုလိုနေသလိုအတိတ်ပဲမရှိသလိုခံစားရခြင်းနဲ့မိမိဟာတက်တန်းတောင်းနဲ့အသက်တောင်းပွဲမပေးဘူးဒါပေမဲ့ဘာမှတော့မဖြစ်ဘူးဒါပေမဲ့မိမိစိတ်ထဲမှာတစ်ခုခုလုပ်ပေးရမယ်ဆိုတဲ့ခံစားချက်ဘသူကိုမှန်းတော့မသိတဲ့အရှိန်မျိုးပေါ့အဋိဌံဝင်တဲ့အခါပုံကိုယ်တွေနဲ့ပတ်သက်ပြီးထူးခြားသောအထီးတွေခံစားချက်မျိုးဖြစ်ပေါ်မှုတွေမိမိပဲနေရာသွားနောက်ဆုံးနိုင်ငံကူးရင်တော့မိမိရဲ့နောက်အကောင်ရွှေတတော်ဝါများမြင်တွေ့ရခြင်းနဲ့မိမိအရင်ကတွေ့ဘူးတော့မွေပုံစံအတိုင်းအချိန်တစ်ခုမှဒီအတိုင်းဒီအယောင်ဒီပုံစံအတိုင်းကြားတာခြင်းနဲ့မြင်တွေ့ရခြင်းနဲ့စိုင်းတန်ပုံတန်သူရိယတန်များကမိမိတူရဲတာကြားရခြင်းမိမိဘေးကားလူများမကြားရခြင်းနဲ့ဘိုင်းအောင်ရှင်ဝေဒနာကဘယ်စေးကုကုမပြောက်ခြင်းနောက်ဆုံးအခြားလောကီစရာမျိုးစုံနဲ့ကုသလင်လဲမပြောက်ခြင်းနဲ့မရွရွယ်ပဲတိုက်တည်ရှိသောနေရာအဆောင်လျှောက်တည်ရှိသောနေရာကိုရောက်ရှိသွားခြင်းဒီလိုမရွရွယ်ပဲရောက်ရှိသွားခြင်းတွေဟာတစ်ခါနှစ်ခါမကားတဲ့အခြေအနေတွေအိမ်မက်ထဲတွင်ဝက်ဖြူစင်ခြင်းအဖိုးကိုအကိုတော်အမတော်ညီမတော်သို့မဟုတ်မဲတော်တပါးပါးမှာအချိန်တန်နေပြီဟုထင်ထင်ရှားရှားပြောသွားခြင်းတွေအိမ်မက်ထဲတွင်ပြန်လိုက်ခဲ့ရန်မိမိဆွေမျိုးညီကိုမောင်နှမများကလိုက်ခေါ်ခြင်းဒါကတိုက်တက်တန်းနဲ့မဆိုင်ပဲအချိန်တန်တယ်လို့သိမှတ်နိုင်တယ်ဒီအိမ်မက်ကိုအနေချင်းမြအချက်ကား၍ပြောပြပါရစေခင်ဗျာအိမ်မက်ထဲတွင်တဦးကအရေးထဲမှာကျန်တဦးကမိမိကိုတွဲထားခြင်းနဲ့မိန်းကလေးတဦးမှမိမိဟာကောင်းကင်ပေါ်ခေါ်သွားခြင်းနဲ့မိန်းကလေးတဦးသို့မဟုတ်ယောက်ျားလေးတဦးမှမိမိရဲ့လက်ကိုကန်၍ပန်းခင်းနဲ့ဖြတ်သွားခြင်းနဲ့နဂါးကောင်သို့မဟုတ်နဂါးဝမ်းပိုက်ရာထိတွေ့ကန်ရခြင်းနဲ့ဒီအိမ်မက်တွေကတိုက်တက်တန်းကုန်လို့ပြန်ခေါ်တာမဟုတ်ပဲမိမိမှာဂတိတွေတစ္ဆာတွေတရားပေါ်အချိန်တန်နေပြီဟုသိမှတ်နိုင်ပါတယ်ဒီအချက်တွေဖြစ်ပေါ်သူဟာမိမိမှာတာဝန်ဝတ္တရားတွေနဲ့လူပြည်ကိုလာခဲ့ကြသည်ဟုသိမှတ်နိုင်ပါတယ်ဒီလိုချက်တွေဖြစ်ပေါ်ပါကမိမိဟာလစ်လျူရှုပါကတိုင်တောင်မှုစတင်နိုင်တယ်ထိုသူများအတွက်တိုင်တောင်မှုဟာများစွာပါ၎င်းတို့ဟာတိုက်ကလာတဲ့အကူအညီတောင်းတယ်အစဉ်ပြေရင်တိုက်ပုဂ္ဂိုလ်တွေအတွက်အလူအတန်းပေးတယ်ဒီကိစ္စနဲ့တင်လမ်းဆုံးသွားမဲ့သူတွေမဟုတ်ဘူးဆိုတာသိစေချင်တာပါမိမိဟာဘလို့ဂရိတွေဘလို့တာဝန်တွေထားခဲ့တယ်လဲဆိုတာသိနိုင်မလဲဆိုရင်ဆရာသမားများနဲ့တိုင်ပင်နိုင်၍သိနိုင်တယ်လွယ်ကူပေမဲ့တတိတော့ထားရမယ်မိမိဟာတိုက်ဆက်မိမိရဲ့လက်ဖွာစနေကုံဂျာတာပရိခုံဒီပေါ်မှာဇေဒီပုံသို့မဟုတ်သရိကံပုံပါလေဖျားတရားမဲ့ဂရိထားခဲ့သူတာဝန်ရှိသူဟုသိမှတ်နိုင်တယ်မိမိဝဲဘက်ရင်ဘက်မှာမှဲ့တလုံးညာဘက်လက်မောင်းမှာမှဲ့တလုံးဘယ်ဘက်ပံပေါ်မှာမှဲ့တလုံးထိုနေရာသုံးခုမှာမှဲ့ပါသူများကမိမိတိုင်းနဲ့ဆက်နွယ်သော
ဖျားစီတီများအားပြန်လည်ပြုပြင်ပေးရမယ့်ဂရီးတာဝန်ထားခဲ့သူများအဖြစ်တိုက်ဆက်တွေရဲ့ခန္ဓာကိုယ်အမှတ်သားတွေကိုကြည့်ပြီး၎င်းတို့တိုက်မှာကြံခဲ့တဲ့ဂရီးတာဝန်တွေကိုရေဘူးရအားဖြင့်သိရှိနိုင်ပါတယ်ခင်ဗျာဒါကတော့မိမိဟာတိုက်မှာဂရီးတာဝန်ထားခဲ့သူများခေါင်းစဉ်အောက်မှာပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဘ ഹു တုသားရဝယ်လောက်တာသိမှတ်ကြပါခင်ဗျာကျွန်တော်ယခုဗီဒီယိုများကိုစနေဗုဒ္ဓဘုကြာတာပရိနေ့များတွင်တပတ်3ရက်အနေနဲ့တင်ပေးမှာဖြစ်လို့စိတ်ပါဝင်စားသူများနဲ့နှစ်သက်သူများကကျွန်တော်အကောင့်ကို follow နိုင်ပါတယ်ခင်ဗျာမိမိတို့သည်ရာခဲလာသောလူဘဝကိုရရှိခဲ့ပြီးမိမိတို့သွားလို့ရဘုံဌာနအသီးသီးကိုအတိညာဉ်ရှိရှိနဲ့ရွေးချယ်နိုင်မှာကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြသည်ခင်ဗျာခုနှစ်နှစ်နဲ့ရှစ်နှစ်ဘွားသားသမီးတို့သည်ယနေ့ယခုချိန်မှစ၍စိတ်ချမ်းသာကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံ၍နေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ